ရခိုင်သားတိုင်းရောင်ထဲမှာဇာပိုက်တော်စင်တာရှိလေရခိုင်သားတိုင်းရောင်ထဲမှာနေပြီးတဲ့ဆုံးရှုံးထားတဲ့နိုင်ငံတော်တော့အမေရိကန်ပြည်ကွေးလို့ရှိရခိုင်သားဒီအိမ်မာထဲမှာရခိုင်နိုင်ငံတော်ရှိရဲ့အရှောစီပေါ်လေရခိုင်အိမ်မာဖိုက်တယ်အိမ်မာဆိုတော့ကျွန်တော်တို့ဒီစင်တာဒီအိမ်မာဒီဆိုနေပြီးကျွန်တော်မှမတရားသဖောက်မာနေဆိုအိမ်မာဒီမဟုတ်မတဲမရာတောင်းတနေစင်တာဒီလည်းမဟုတ်အခရီးမိုင်းမရှိဘဲနဲ့နေပြီးသူများတိုင်းတွေကိုဖေထုတ်ဖို့ကိုးစားနေဆိုလည်းမဟုတ်ကိုရိုရီထားမှာကိုရိုအခုပြီးစုစားအစားစားပိုင်ဆိုင်ထားတဲ့တိုင်းပြည်ထားမှာလဲပြီးကိုကဲကမှာကိုဖန်တီးဖို့တော့တောင်းတဆိုပြီးမတော်မတရားတောင်းတဆိုပါလားရခိုင်နိုင်ငံတော့အရှုပ်ချအာဏာကြာဆုံးခါဆိုရင်နာနဲ့30ပြည်ခုနိုင်မှာဘိုလ်ချုပ်ကနေပြီးတော့ပရိုလက်ခါတဲ့တန်ဖို့ဟဲ့မေခွန်းတီကိုကျွန်တော်ကပြန်ပြီးreaction လောက်ခောက်ပြပါတယ်လုံးဝကိုတပြောင်းမိတ်တယ်